တ်ပတ်တော်ကလူစားပြီးခါယူခဲ့အဲ့နှုတ်ကပတ်တော်ကဘာလို့လဲဆိုတော့တခင်ယေရှုခရစ်တော်ဆိုလို့ဆိုပြီးလက်လိုက်တာပေါ့လူစားပြီးခံယူခဲ့တာနှုတ်ကပတ်တော်အဲ့တော့တခင်ယေရှုဆိုတဲ့ကြောင့်ဒီလက်စားကိုတက်တဲ့တက်ကြခဲ့ပေါ့ဘာလို့စစ်မှန်တဲ့သားကဓမ္မရဲ့လည်းရှိတယ်ဒီလက်ယေရှုကိုရှိရဆိုတဲ့ကြောင့်ဒီမှာရှိတဲ့လူသားတွေကဲတင်ခွင့်ရတယ်ကားလိုက်မှသိခင်ခဲ့တယ်သူ့ကိုတက်တဲ့သူကလူရိုးလူမဟုတ်သူ့ရဲ့လူမျိုးတွေကလည်းသူတက်ခဲ့တယ်တို့ဆိုဘာလဲဘာလာဘာဆိုတဲ့တာလုံးစတဲ့ကမောင်စီနိုင်ဆောင်တာမှာဒီစံမှာတရှိဆောင်တဲ့ဆောင်ကိုရဲ့လူစံတဲ့တောင်းဆိုတဲ့ဆောင်တဲ့စီတဲ့ရည်ရည်ရဲ့ဆောင်တဲ့ကိုလည်းဘုရားမှာစာမတော်မှာယုံကြည်ခြင်းနဲ့သိပါမယ်ယုံကြည်ခြင်းနဲ့ရေးဆွဲယုံကြည်ခြင်းနဲ့ပေါ်ပေါ်ကိုလို့ပြောတာလို့အဲ့တော့လေကမကောင်းနဲ့မကောင်းဆိုနောက်ရက်ကနေစပြီးပြောပါပြောလေးတွေပြတယ်အမြဲတမ်းဆက်ရတယ်โอเคသူကဘယ်လိုမပတ်မကြားရဘူး